အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Aruba Networking က Enterprise Wi-Fi Network Security နဲ့ Performance ကိုဘယ်လိုပြောင်းလဲပေးနိုင်လဲဆိုတာကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင် Organization တိုင်းအတွက် Network Infrastructure ဆိုတာက Internet ချိတ်ဆက်မှုတစ်ခုထပ်ပို့ပြီးတော့အရေးကြီးလာပါတယ် Organization အများစုက Cloud Application, Hybrid Work Environment, Video Conferencing Platform, IoT Device, Satellite System နဲ့ Real-time Digital Service တွေကိုနေ့စဉ် Operation အတွင်းမှာအပြည့်အဝအသုံးပြုနေကြပါတယ်Business operation တွေကိုပုံမှန် digital လိုက်ဖြစ်လာတဲ့အများ network အပေါ်မီမှုကလည်းတဖြည်းဖြည်းမြင့်တက်လာပါတယ်။ဒါပေမဲ့ connected device နဲ့ workload တွေများပြားလာခြင်းက network complexity ကိုပုံမှန်မြင့်မားစေသလို cyber security risk ကိုလည်းတိတိတတ်တာတိုးလာစေပါတယ်။မနေ့က office hour စတင်တာနဲ့ IT department စီကို operational issue တွေတစ်ခုပြီးတစ်ခုဝင်လာတာကိုကြုံကြမယ်ထင်ပါတယ်။ Wi-Fi performance က unstable ဖြစ်နေတယ် video conferencing session တွေက disconnected ဖြစ်နေတယ် critical server resource တွေက access မရတော့ဘူး unknown device တစ်ခုက network ထဲမှာ connect ဖြစ်နေတယ်စတဲ့ situation တွေက modern IT တွေအတွက် isolated incident တွေမဟုတ်တော့ဘဲနဲ့ day to day operational challenge တွေဖြစ်လာနေပါပြီဒီလို environment တွေမှာ organization တွေအတွက် network က internet access ပေးုံသာမက business continuity, security, productivity နဲ့ digital operation အားလုံးကို support ပေးနိုင်တဲ့ intelligent infrastructure တစ်ခုဖြစ်ဖို့လိုအပ်လာပါတယ်။အဲဒီလို modern networking challenge တွေကိုဖြေရှင်းဖို့အတွက် organization တွေအများစုစတင်ရွေးချယ်လာတဲ့ enterprise network solution တစ်ခုကတော့ Aruba Network ပဲဖြစ်ပါတယ်။ Office တစ်ခုလုံးမှာ employee တွေက video conference တက်နေတယ် cloud application တွေ run နေတယ် CCTV camera တွေက live streaming လုပ်နေတယ် guest တွေကလည်း Wi-Fi သုံးပြုနေတယ် IoT device တွေကနေလည်း data တွေကိုပို့နေတယ်ဒီလို environment မှာ traditional network solution ကပို့ပြီးတော့ congestion ဖြစ်လွယ်တယ် slow ဖြစ်တယ် security risk တွေကိုတိုးလာနိုင်ပါတယ်ဒါပေမဲ့ Aruba က network ကိုပိုပြီး smart ဖြစ်အောင်လို့ design လုပ်ပေးထားပါတယ်Aruba AP နဲ့ Switch တွေက high speed wireless connectivity ပေးနိုင်တယ်လို့ AI power optimization ကြောင့်လည်း network traffic ကို automatically balance လုပ်ပေးနိုင်ပါတယ်။ result အနေနဲ့ကတော့ user တွေ smooth Wi-Fi experience ရတယ် video meeting တွေ stable ဖြစ်တယ် application တွေလက်မဖြစ်တော့ဘူးဒါပေမဲ့ performance တစ်ခုတည်းကမလုံလောက်တော့ပါဘူး cyber security ကဒီနေ့ business အတွက်အကြီးဆုံး challenge တစ်ခုဖြစ်လာပါတယ်။တခါတလေမှာ unauthorized device တွေက network တွေကိုမသိမသာဝင်ရောက်လာနိုင်တယ်။တခါတလေ employee တွေကလည်း malicious link တွေကိုမတော်တဆ click လုပ်နေနိုင်တယ်။ ransomware attack တွေကြောင့် business operation တစ်ခုလုံးကိုရပ်တန့်သွားရတဲ့အထိထိခိုက်လာနိုင်ပါတယ်။ဒီလို cyber security risk တွေတဖြည်းဖြည်းတိုးလာတဲ့အခြေအနေမှာ Aruba ရဲ့ zero trust security approach ကပိုပြီးအရေးပါလာပါတယ်။ Aruba က device တစ်ခု connect လုပ်တိုင်း automatically trust မလုပ်ပါဘူး user တစ်ယောက်က connect လုပ်တိုင်း device တစ်ခုက try လုပ်တိုင်းsystem က verify လုပ်တယ် analyze လုပ်တယ်ပြီးတော့မှသင့်တော်တဲ့ policy နဲ့ apply လုပ်ပေးပါတယ်။ဒါကြောင့် employee ကို secure access ပေးနိုင်တယ်လို့ guest တွေကိုလည်း limited access ပေးနိုင်ပါတယ်။ unknown device တွေကို automatically isolate လုပ်နိုင်တာကြောင့် security risk ကိုလည်းထိထိရောက်ရောက်လျှော့ချပေးနိုင်ပါတယ်။ IT တွေအတွက်လည်း Aruba Central ဆိုတဲ့ cloud platform ကနေ network infrastructure တစ်ခုလုံးကို dashboard တစ်ခုတွေကနေ manage လုပ်နိုင်ပါတယ်။ remote monitoring, troubleshooting နဲ့ configuration management တွေအပြင် AI driven analytics က issue မဖြစ်ခင်ကြိုတင် detect လုပ်ပေးနိုင်ပါတယ်။ယနေ့ခေတ် business environment မှာ network ကမြန်ဆန်မှုတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူး။ secure, scalable နဲ့ intelligent ဖြစ်ဖို့လိုအပ်ပါတယ်။ Aruba Network က modern business တွေအတွက် secure ဖြစ်ပြီးတော့ high performance networking environment တစ်ခုကိုတည်ဆောက်နိုင်အောင်ကူညီပေးပါတယ်။လူကြီးမင်းတို့ရဲ့ office branch organization ကိုတက်ပို့ပြီးမြန်ဆန်ပြီးလုံခြုံတဲ့ enterprise Wi-Fi network တစ်ခုအဖြစ် upgrade လုပ်ချင်တယ်ဆိုရင်တော့ Aruba Wi-Fi network ကအသင့်တော်ဆုံးဖြစ်မှာပါ။ Smart First မြန်မာကလူကြီးမင်းတို့ရဲ့ network infrastructure တစ်ခုလုံးကို plan လေးကနေ deployment အထိအပြည့်အဝ support ပေးဖို့အသင့်ရှိနေပါတယ်။အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ် 09-423-105022 ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ support@firstmyanmar.com.mm ကိုလည်း email လေးပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။အားလုံးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ First Myanmar, your solutions partner.